လွမ်းရဆွေးရတယ်သတိရချစ်တဲ့သူတွေကိုသတိရနေတယ်ကိုယ့်ရဲ့အသက်နှလုံးတွေကိုပြန်တွေ့ရတယ်လို့ပဲ အမေကြီးကကိုလာမျိုးကျော်ဖြစ်ပေမဲ့ ED ကို ED ကွီတီဆိုတဲ့နာမည်ကိုပို့ပြီးတော့အတည်များပါတယ်ငယ်ငယ်ကဂျိုသားဆက်ကောင် ED နဲ့တူရဲဆိုရင်တငယ်ချင်းတွေပေးခဲ့တဲ့နာမည်ကစလို့အမည်တွင်ခဲ့တဲ့ခက်ပြောကဘာဂျိုသားတအုပ်ဟာ2024ခုနှစ်စက်တင်ဘာလ16ရက်နေ့မှာကဘာမြေကိုနှုတ်ဆက်ထားရခဲ့ပါတယ်ကို ED ကိုနိုင်ငံရေးတက်ကြွလှုပ်ရှားသူနိုင်ငံရေးအကျဉ်းသားဟောင်းတအုပ်အနေနဲ့တည်ရှိကြသလိုနိုင်ငံရေးသူတေတီတအုပ်အနေနဲ့လည်းတည်ကြပါတယ်လောကဓမ္မကိုသူကသူ့ကိုယ်ပိုင်ပတ်လိုက်မှုတွေနဲ့ချင်းကပ်မိမှာအင်မတန်စိုးရိမ်လေးရှိပါတယ်သူရေးစာဖတ်တဲ့သူတွေကိုသူကအချက်လက်တွေပဲပေးခြင်းနဲ့သူအကောက်ချက်တွေမှာတက်နိုင်တဲ့များသောဒေါသတွေကိုဖယ်ထုတ်ခြင်းနဲ့နိုင်ငံရေး institution တွေနဲ့နိုင်ငံရေးစနစ်တွေကိုလူတွေထပ်ပို့ပြီးစိတ်ဝင်စားတယ်သူရဲ့သူတေသနာကိုချင်းကပ်ဖို့လည်းကြိုးစားဆန်းထားပါတယ်ကိုကြီးတီကကျွန်တော်နဲ့ကကျတော့ဒီအရင်ကလည်းနိုင်ငံရေးလုပ်ဖို့လုပ်ပေါ့နော်နိုင်ငံလုပ်ဖို့လုပ်ဖက်ဖြစ်တယ်ပြီးတော့ကျတော့သူနဲ့ကကျွန်တော်ကဟိုထောင်ကြတော့လည်းထောင်ကြပဲဟိုကြီးကနေလူခွင့်ရေးလုပ်တယ်ဒေါ်ဆန်းစီနဲ့သူများရေးကမ်ပိန်းတွေလုပ်တယ်အဲ့ဒီမှာကနေကျွန်တော်တို့ကဒီလုပ်လာပြီးတော့ဒီမျိုးတော်လိုင်းကြီးစဖြစ်တဲ့နေ့မှာပဲအချိုးဒေတာတွေကဒီမျိုးတော်လိုင်းကြီးပေါ့အာနာသိလိုက်ပြီးကနေဘာလုပ်ကြမှန်းကိုမသိအဲ့ချိန်မှာနင်းကြမှာတော့ဝီဒီယိုကစထွက်လာတယ်စထွက်လာတဲ့နေ့မှာပဲကျွန်တော်လည်းသူ့ပုံရိုက်ပြီးတော့ကျွန်တော်လည်း live မို့ကောက်တင်ပြလိုက်တာပဲလူတို့တိုင်းစနော်ပြလာသိပြီးနောက်ပိုင်းမှာကျွန်တော်ဒီညဉ့်ညံ့မှုရဲ့ဆန္ဒပြမှုကိုကိုကြီးကဥဆောင်တာပေါ့နော်ပြည်သူနဲ့တသားလေးညီးသွားတာပေါ့နော်တကယ်ကိုအသက်ဆုံးပြီးအဲ့ကအသက်ဆုံးပြီးဆန္ဒပြတကယ်ကိုပြည်သူတွေပေါ်မှာလည်းစစ်မှန်တဲ့ခေါင်းဆောင်မှုပေးတယ်ဟိုပြည်သူတွေမထိခိုက်တဲ့နာမထိခိုက်အောင်မနစ်နာတဲ့နာမနစ်အောင်နော်ပေါ့နော်ကိုကြီးကတကယ်ကိုကျူးသက်သက်နဲ့လုပ်ကန်ဆောင်ရပြရဖြစ်တယ်ပေါ့နော်အဲ့မှာနေလူတို့ကဟိုညဉ့်လူတို့ဒေါ်ချမှုစပိတ်ကော်မတီမှာဆိုပြီးတော့ပါတယ်အဲ့လိုနဲ့ဒီတပိတ်တွေမောက်ကြပြီးကြအဲ့လိုနဲ့ကြားသွားတော့ကျတော့ဟိုတပိတ်တွေရှုပ်ခွဲခံရအဲ့လိုနဲ့သူကရန်ကုန်ရောက်ရန်ကုန်ရဲ့တစ်ခါပြန်ပြီးတော့မြင်းကြံဘက်ကိုဒီပြန်လာပြီးတပိတ်တစ်ခါလောက်ပြီးတော့ကျွန်တော်ကြီးလမ်းဖုံးဆက်တယ်နေ့ပင်မှာလေးဆိုတော့ကျွန်တော်ကတော့ရှမ်းပြည်ဘက်မှာရောက်တော့လာခဲ့ပေါ်ဆိုပြီးတော့သူ့ကိုကျွန်တော်ကလာခဲ့ဆိုပြီးတော့သူ့ကိုခေါ်လိုက်တဲ့အချိန်မှာသူကကားစီးလာပြီးတော့ဒီဟိုရောက်လာပေါ့နော်ဒီကျွန်တော်တို့ဒီရှမ်းပြည်ရောက်လာတယ်ဒီရေလက်ကျွန်းဒေသမှာပေါ့ရှိတဲ့ကျွန်တော်တို့ကိုသက်နိုင်တို့ဆရာကျောင်းတို့ဟိုကိုစင်တို့ရှိရပေါ့အဲ့ဒီသူတို့ကကြတော့ဒီဘက်မှာလည်းပညာရေးကဏ္ဍတွေလုပ်နေပြီးတဲ့ပညာရေးကဏ္ဍတွေကတော့တို့ဆင်းပြေးနေပြီပေါ့ပညာရေးကတော့ကျွန်တော်ကစောကြီးကဏ္ဍတွေဝါသနာပါတဲ့ဒီပညာရေးကဟိုဘက်ရွေးစရာလည်းမလိုပညာရေးကခေါင်းနေဆိုပြီးတော့ကျွန်တော်တော့ဒီရေလက်ကျွန်းဒေသသွားမှာပေါ့ကိုကြီးဒီခင်ဗျားဘယ်လိုလဲလိုက်မလားဆိုတော့တဲ့ငါတော့လိုက်ပါတယ်အဲ့ဒေသလိုက်ပါတယ်ဒီလိုနေရဆိုင်နဲ့အဲ့ဒေသလိုက်ပြီးတော့ပါတဲ့နောက်ဆုံးစဉ်ဟိုတဲ့ဘာမလို့တော့ကွာတဲ့အဖွဲ့တွေခမစ်ချက်ကြွရငါလုံပါတဲ့ဒါဆိုခင်ဗျားအဲ့ရက်တော့တော့မရအောင်တော့ရက်တော့ရင်တော့ဖွဲ့စည်းရင်လက်နက်ကင်ဒီကြားမှာရှုပ်ပြီးတော့ငါတဲ့မတော့ဆိုလဲလုံးဝမတော့တော့ဘူးပါတဲ့အဲ့ရောက်လဲမတော့ခဏလို့ရတယ်ကွာဆိုပြီးတော့သူကအဲ့မှာရင်ဒီကျွန်တော်နဲ့ဒီပြန်ပြီးဆင်းလာပြီးကျွန်တော်တို့ကဒီဆိုင်ကယ်နဲ့စီးပြီးတော့ကျွန်တော်တို့ကရေလက်ကျင်းဒေသကိုစတင်ရောက်ရှိပါတယ်ရေလေကျွန်းဆိုတာမကွေးစကိုင်းမန္တလေးနယ်နိမိတ်၃ခုလုံးထိစပ်နေတဲ့ AR မြင့်နေချင်းကိုစုံစမ်းရဖြစ်ပါတယ်။ခင်ဗျာဘယ်လိုပြလာရလဲဆိုတော့ခိုင်းတိုင်းနေခင်ဗျာမကွေးတိုင်းနဲ့ရောက်သွားတယ်။ဒေါ်လာကြီးမှာသူ့ရဲ့အခန်းကဏ္ဍကိုရှာဖွေနေခဲ့တဲ့ကိုကြီးဟာရန်ကုန်ကိုရောက်တယ်။စကိုင်းကိုရောက်တယ်။မန္တလေးကိုရောက်တယ်။ရှမ်းပြည်ကိုရောက်တယ်။နောက်ဆုံးအညာကိုပြန်ရောက်တယ်။ညာကနေသူထွက်ပြေးနေကြတာမဟုတ်ပါဘူး။ညာဝင်ကိုရန်ကုန်ပဲသူဒီဇိုင်းနဲ့ပြင်ဆင်နေကြတာပါဒီဘက်ဒေတာတွေမှာပညာရေးအကြောင်းတွေအကောင့်တွေပေါ်ပြီးဆိုတဲ့အခါတော့ကြာမှာဆရာမတို့ကလည်းအကြောင်းတွေမှာဝင်သင်သူတို့ကလည်းသူနေတဲ့နေရာတွေကကျောင်းတွေမှာစာတွေဝင်သင်ပေးရင်းနဲ့မှာကျမတို့ပညာရေးနဲ့ချိတ်ဆက်မိတယ်ပေါ့နော်အဲ့မှာပို့ပြီးချိတ်ဆက်မိပြီးတော့
ဆရာမတို့စုံပြစ်တယ်ပေါ့စုံပြစ်တဲ့ကသူတို့ကိုနိုင်တော့ကလည်းသူတို့နေတဲ့ဘက်မှာစာရေးတင်တယ်ဟိုပေါ့ဘာသာရပ်တွေဝင်သင်ပေးတယ်လို့အင်္ဂလိပ်စာသူတို့သင်တန်းလေးgrammar သင်တန်းပေါ့နော်အဲ့လိုမျိုးတွေသင်တန်းတွေဖွင့်သင်ပေးတယ်နောက်ကကွန်ပျူတာသင်တန်းတွေဖွင့်သင်ပေးနေကျောင်းတွေဒီကသူတို့နေတာကရေစကြိုနယ်ဒီမြောင်းနေပေါ့နော်အဲ့လိုနေတွေမှာရှိတဲ့ကျောင်းတွေရဲ့လိုအပ်ချက်လေးပညာရေးလိုအပ်ချက်လေးတွေကိုသူတို့ကအကူအညီထောက်ပံ့ပေးတယ်ပေါ့နော်သူတို့မိတ်ဆွေတွေနဲ့ချိတ်ဆက်ပြီးတော့မှအကူအညီထောက်ပံ့ပေးတဲ့အခါဆရာမနေတဲ့ဆရာမစာသင်တဲ့ကျောင်းလေးကိုလည်းသူတို့ကဆရာမရှိတဲ့အခါဒီဘက်ကိုရောက်ဖြစ်တယ်ပြီးတော့ကူညီပေးခဲ့တယ်ပေါ့နော်အဲ့တော့ဆရာမနေတဲ့ကျောင်းလေးမှာဆိုတော့350ပေါ့နော်နှောင်ချိုးမဲ့ပေါ့သူကိုယ့်ကိုကျောင်းလိုအပ်ရ3ပါဆိုပြီးတော့အကူအညီပေးခဲ့တယ်အဲ့ဒီကနေစတည်ပြီးတော့ဟိုပညာရေးလုပ်ငန်းတွေဟိုလက်တွဲလှုပ်ဆောင်ဖြစ်တယ်ပေါ့နော်ဒီနေရာလေးဆိုရင်ညီမမှတ်မိရမလားတို့ရဲ့ဆရာကြီးအမြဲတမ်းကျောင်းမလာခင်မှာတော့အေးလေးတစ်လုံးကိုပါပြီးတော့အမြဲတမ်းဒီနေရာလေးအမြဲတမ်းထိုင်နေတာမှတ်မိသေးလားအမကတော့ဘယ်တော့မှမမေ့ပါဘူးအေးဒီကိုဘေးကြီးအောင်မှာဆိုရင်အမြဲတမ်းပြုံးနဲ့ကလေးတွေလာဆရာမတွေလာဘသူပဲဖြစ်ထိုင်ပြီးတော့ဟိုသူနှုတ်ဆက်ဒီသူနှုတ်ဆက်နဲ့အမြဲတမ်းပြောနေသူ့ကိုတို့အမြပြောနေကြဟိုဆရာကြီးကိုဘယ်လိုပြောပါလဲတို့ရဲ့အပြုံးပိုင်ရှင်နဲ့အမြဲတမ်းပြောနေကြတာအေး ဆရာကြီးရှိလို့ဒါခုလိုကျောင်းသားတွေစာသင်နေရတယ်ဆရာကြီးကကျောင်းစာပြီးတော့ဖွင့်ပေးနိုင်အောင်လုပ်ပေးတယ်ဆရာကြီးကအမြဲပြောတယ်အဲ့တော့မဖြစ်နိုင်ဘူးဆိုတာမရှိဘူးလေဖြစ်နိုင်အောင်ကြိုးစားရမှာပေါ့ ဒီဘက်ကကျောင်းလေးတွေဆိုတော့ကလည်းဟိုစီရီယန်ဆရာမတဲ့ဗော်လန်တီယာတွေကများတာကိုအဲ့ကတင် जा ရေးနီးစနစ်ကလိုအပ်တဲ့ခါကျတော့တင် जा ရေးနီးစနစ်တွေကိုသူကဒါအခြေခံကြတဲ့လိုအပ်ချက်ပေါ့နော်ဒီကျောင်းတွေဖွင့်နေရမှာအခြေခံကြတဲ့လိုအပ်ချက်ဖြစ်နေတင် जा ရေးနီးစနစ်အတွက်ဆိုပြီးတော့ဟို RWCD ပေါ့နော်အတူကောက်တော့နော်ရေစကြိုနယ်ညောင်နယ်နောက်6ဦးနဲ့တောင်ပါတာပေါ့နော်အဲ့ဒီကရွာတွေကျောင်းတွေစုပြီးတော့မှကျောင်းတနေရာမှာ5ကျောင်းနဲ့စုပြီးတော့ဟိုတင်တန်းတွေဖွင့်နေပေါ့တင် जा ရေးတင်တန်းတွေဖွင့်တဲ့အခါတင်တန်းတွေမှာဆိုရင်လိုအပ်တဲ့အခါသူကလည်းပေါ့နိုင်ငံရေးပေါ့ဒီမိုကရေစီရေးတို့နိုင်ငံရေးပေါ့နော်သူအာတန်ယာပေါ့အဲ့ဒါလေးသူကဟောပြောပို့ချတာလုပ်တယ်ဒီမှာဟိုဆရာမတွေကိုတင်တန်းပေးတဲ့အချိန်မှာသူအားလက်ချိန်တွေမှာចောင်းသားတွေပေါ့နော်ဒီចောင်းသားကြီးတွေကိုဒီမိုကရေစီရေးနဲ့ပတ်သက်တာတို့နိုင်ငံရေးနဲ့ပတ်သက်တာတို့သူဟိုကလေးတွေကိုသူဟောပြောပို့ချမျိုးတွေလည်းသူလုပ်တာပေါ့နော်ဆရာကြီးအများအားတောင်းပရိတောင်းထုံတယ်ကတော့နှစ်ပွင့်ရှိတယ်အဲ့ဒါကတော့ဗာလဲဆိုလို့ဆိုပဲအခက်ခဲတွေနေဆိုင်နေရပါဘူးဘလို့ပဲအတိုက်ခိုက်နေများနေပါကိုလိုအပ်နေတဲ့ကျောင်းသားကလေးတွေကိုဘယ်တော့မှပြစ်မသွားပါနဲ့ဆိုတော့အများအားတောင်းတယ်တွေ့တိုင်းပြောတယ်ဆရာကြီးသုံးပါးနောက်တစ်ခုကဆရာမတို့ကကိုဒေတာအတွက်မှာခေါင်းဆောင်တွေဖြစ်နေတယ်စပြီးတော့ဥဆောင်နေရဒါကြောင့်ဘယ်တော့ညာပဲလှုပ်လို့ညော်လင်းချက်မထားပဲလုပ်ပြီးခုချီအမြဲတမ်းတွေ့တိုင်းခရီးနှစ်ခုအမြဲတောင်းတယ်လူကိုတွေးလိုက်တာနဲ့ဆရာမကျွန်တော်ခရီးနှစ်ခုတော့ပေးတယ်အဲ့ဒါပဲကျွန်တော်လိုချင်တယ်အမြဲတမ်းပြောတယ်ဆရာကြီးပြောပါခရီးပေးရမလဲကျောင်းသားကလေးတွေကိုသူတို့အခက်ခဲတွေဖြစ်နေဘယ်တော့မှပြစ်မတော်ပဲခရီးတောင်းတယ်နောက်တစ်ခုကဘလို့လုံငန်းပဲလုပ်လို့ဘယ်နေရာမှာပဲဆောင်ကိုတို့ကိုမကြည့်ပဲနဲ့ညော်လင်းချက်ဘာလို့ကိုမထားပဲအရာဖြစ်တော့ဆောင်ပေးဖို့အမြဲတမ်းတောင်းဆိုဆောင်းကတော့အနာခောက်ပြီးတော့ဆောင်းရယူခိုင်းလိုက်ကာစာချအနာခောက်ပြီးတော့ဟိုလုပ်မယ် သူ့မှာကွန်ပျူတာလေးပါလာတယ်ကွန်ပျူတာလေးတစ်လုံးနဲ့အဲ့ကွန်ပျူတာနဲ့ပဲငါတို့ဒီကွန်ပျူတာလေးတစ်လုံးနဲ့ပဲသင်တဲ့လူစသင်ရင်ကျွန်တော်ကွန်ပျူတာသင်တန်းနေနောက်ပိုင်းကျတော့ကွန်ပျူတာသင်တန်းနေဖြစ်သွားတယ်နောက်ပိုင်းကျတော့ကျွန်တော်ပညာရေးဘက်မှာတော့ဒီကွန်ပျူတာသင်တန်းနေလုပ်ဖြစ်တယ်ပြီးတော့ကျွန်တော် GD သင်တန်းနေလုပ်ဖြစ်တယ်ဒါမျိုးတွေအများကြီးကျွန်တော်လုပ်ဖြစ်တာပေါ့နော်အောက်မကြည့်ရတဲ့ရအဲ့မကြည့်ရတဲ့ရ ဆရာကြီးကဒီတို့ဒေတာကလေးတွေရောဆရာမတွေရောဒီကွန်ပျူတာအခြေခံသင်တန်းတော့ရမှဖြစ်မယ်ဒါမှသူတို့အလုပ်ကိုင်းခွင့်လန်းနေလဲပွင့်လင်းမှာဘယ်နေရာရောက်ကွန်ပျူတာလေးတော့တက်ထားမှာအောက်မကြမှာဆိုပြီးတော့ဒီကွန်ပျူတာကိုမဖြစ်အောင်ဟိုဒီထောင်ပေးခဲ့
ထောင်ပေးခဲ့တဲ့အတွက်ကြောင့်ဆရာကြီးဒီထောင်ပေးခဲ့တဲ့အတွက်ကြောင့်တို့လည်းကွန်ပျူတာအထိုက်တက်တက်သွားတယ်အဲ့လိုတက်သွားလို့မလို့တို့တင်တန်းနေတက်တဲ့ချိန်မှာဒီကွန်ပျူတာနဲ့ပတ်သက်ပြီးလုပ်ရမယ့်ဟာဒီမှန်တယ်များအကုန်လုံးလှုပ်ဆောင်နိုင်တဲ့အတွက်သူများအောက်လဲနောက်မကြဘူးကို့အတွက်လည်းအကုန်လုံးအဆင်ပြေတာဆရာကြီးကအမြဲတမ်းရှေ့ရေးကိုပဲကြိုးပြီးတော့တွေးပြီးတော့သူ့မှာဘယ်လိုတွေလုပ်ရမလဲဆိုတာအစီအစဉ်တွေ plan တွေအမြဲတမ်းချနေတာသူပျော်ပျော်ပါးပါးနေတတ်တာပဲရှိတာသူဘလောက်ပဲပျော်ပျော်ပါးပါးနေသူစိတ်ကတော့ဘယ်တော့မှလွတ်သွားတယ်ဆိုတာမရှိဘူး ကိုယ်ဤလို့ပြောရင်ပညာရေးတက်တက်နဲ့လည်းမပြည့်စုံနိုင်ပါဘူးမတရားမှုကိုတိမခံနိုင်တဲ့နိုင်ငံရေးသမားမြေပြင်မှာသူ့ရဲ့အခန်းကဏ္ဍကိုသူသိတယ်သူ့ထဲဝင်နိုင်မှုပါဝင်နိုင်မှုကိုသူသိတယ်သမင်းချက်ကျွေးရတာလည်းရဲဘော်တွေကနီးကပ်အားပေးတာထိနိုင်ငံရေးနဲ့ပတ်သက်လို့တင် जा ပေးတာလည်းလိုအပ်တယ်လို့လိုအပ်တဲ့လောက်ထိန်းချောင်းတက်မှတ်ပေးတာထိသူ့ကိုကော်လိုလူလို့ပြောရတယ်ရက်သေးရွာထဲမှာမိခဲဆွေထဲမှာရဲဘော်ရဲဘက်တွေချားမှာရဲဘော်တွေနဲ့ပြည်သူချားမှာစီးတွေ့ချီအောင်ပေးထားတဲ့ကောသူကသူ့လိုတော့စားနေပြီကျွန်တော်တက်ဒီလွတ်တရီရဘယ်တရီရလို့လဲဆိုသူနဲ့ကျွန်တော်လည်းအိန္ဒိယသွားတဲ့ခောက်လွတ်တရီရအဲ့ခောက်ကလည်းလုံးဝအပင်ပန်းဆုံးညာအခက်ခဲဆုံးသွားလာခဲ့ရက်တွေကြာကြီး15ရက်ဆော်ရတော့သွားပြီဒီနေ့ညာကြီးဖြတ်တန်းရကောင်းတာရောဆိုးတာရောအတူတူဖြတ်တန်းရဘယ်ဟာတွေပို့မှတ်ရအောင်ဆိုလို့ရှိရင်တောက်တဲ့စားတဲ့အချိန်တောက်တဲ့စားတဲ့အချိန်ဆိုလို့တောက်တဲ့စားတဲ့အချိန်ကတော့ဒီရဒီကအဲ့ကျွန်တော်တို့တွိုင်းနဲ့လမ်းမှာတောက်ဆိုင်ဝင်ပြီးတော့ကြတော့တောက်တာတောက်နဲ့သွားတာ6ရောက်သွားတာလမ်းပြကောင်လေး2ရောက်ကျွန်တော်ရဆရာတီပေါ်2ရောက်ရတွိုင်းနဲ့ဒီနေ့ခေါ်2ယောက်ကမတောင်းဘူးစားဆရာတီရကျွန်တော်ရလမ်းပြကောင်လေး2ရောက်4ယောက်တောက်ပြီးတောင်းနေစကားပြောနေမှာတကယ်မူးထရစ်ပါလေရောပထမကျွန်တော်ရက်လို့ရဖေးကပြီလို့လားကွာဒီကိစ္စတွေမနားလေလို့လားဘယ်ကိစ္စတော့ပြင်ဟုတ်မေခုပြောနေကိစ္စဘာပြောလို့ပြောမှလည်းမသိဘူးနားလေလို့လားမသိဘူးဆရာကြီးကျွန်တော်ဘာပြောတာအာမေမသိဘဲနဲ့မေဘာလို့ဝင်ပြောဟောကကိုလည်းဘာမှမပြောရလေကိုထားရလေရစ်ပြီးတော့မမေရပြောအဲ့ဒါပြီးကိုရမဟုတ်ကိုကလူရင်းလို့ရစ်တာထားအဲ့ပြီးလမ်းပြကောင်းလေးနေရာမှာရစ်ပါလေရောဗျာမမေရလမ်းပြကောင်လေးနှစ်ယောက်ဘာရည်တော့အမေတို့ကောင်လေးကဒီလမ်းကတော့တကယ်ဟုတ်တယ်လမ်းပြတာတကယ်ဟုတ်ဒီလမ်းမင်းတို့ကျွမ်းတာတကယ်ဟုတ်တယ်အိမ်ကြီးအရစ်ပါလေလမ်းပြကောင်လေးနှစ်ယောက်ပါစိတ်တွေစိုးကိုကလေးတွေကျွန်တော်စိတ်တွေစိုးဘာမှလည်းမဟုတ်ဘူးကိုယ်တည်းတောက်စားတာတော့ဘူးစိတ်တွေစိုးရတယောက်စိတ်ဆိုးပြီးတော့နိုင်ခင်းလေးရသွားအဖေနှစ်ယောက်မေးကျွန်တော်ညဘာပြောခဲ့တယ်ကျွန်တော်ဘာတွေလုပ်ခဲ့တယ်စားပြီဇလန်အဲ့လိုခဲ့ပြီးမစားရအဲ့လေဟိုကအပေါ်နှစ်ယောက်ကလည်းပြောလိုက်ရနိုင်ခင်းကြအစိုးရောက်ချလာဘေးရလမ်းမြကောင်လေးနှစ်ယောက်နဲ့မင်းညမသွားရောမတောင်းမှမှာတော့တကယ်အဲ့လိုဖြစ်လို့တူတားတော့အရွယ်လေးလဲတောင်းမှဝင်မလေးလွတ်တောင်းမှနဲ့ကိုကစိတ်ဆိုးမှအခက်စိတ်တူအခက်တော့ဖြစ်သွားစိတ်ဆိုးမှမလို့ပြေးရမလို့ဘာလို့လောက်အောင်မှန်းကိုမသိကိုရီးယားမင်းညကျိန်းထားတာမနေ့ခင်ကြာပြန်မယ်ပေါ့အဲ့လိုကျိန်းတာအဲ့ဒီကနေပြီးတော့ဆက်တော့လမ်းကြတော့တော့တကယ်ချင်းဟာနေနားလည်းပြီးရောဇတိလို့ဘုဘကအန်နေများတယ်ကျွန်တော်တကယ်ချင်းစီကအလက်လေးဝင်ယူခဲ့မယ်လို့လက်နဲ့လေးဝင်ယူခဲ့မယ်ပေါ့မင်းဘာလို့ယူမှာလဲကွာငါဘာနေရမဘာလို့မှာလက်နဲ့တွေပါအဲ့လိုပြောအဲ့ရတယ်ဟိုဘအန်နေရှိမရှိကွာလက်နဲ့မကန်ငယ်တဲ့နဲ့ငါပါလာလို့ရှိရင်အဲ့လေအဲ့ပြီးတော့သူတကယ်ကြီး AV ဟာနေတွေ့တယ် AV ဟာနေတွေ့တော့ကြတော့အဲ့မှာအဲ့မှာတည်းနားလိုက်တော့နားပြီးတော့မှစကားတမီညတကယ်ကြီးပြောဆိုနေကြပြီမနေ့ကမိုးနေတော့ကျွန်တော်ခီးဆက်မှာဆိုရင်တဲ့ဒီတဲ့မင်းခီးဆက်မှာဆိုလို့ရှိရင်ပေါ့ငါစီကငါအတူမင်းယူသွားပေါ့ရန်လာမှငါနဲ့စုံဝင်ပြီးပေါ့မစုံဝင်လဲမင်းယူထားလိုက်ပေါ့အဲ့လိုပြောယူထားလိုက်တဲ့ဒီမှာကြည်လဲပါတယ်ပေါ့ဘောက်ပွေလဲပါတယ်အဲ့လို
ယူသွားလိုက်တဲ့အဲ့လိုပြောဟာမင်းတို့ဟာ4ရက်လေးနဲ့ရှုံမင်းတို့ကွာတဲ့ငါမလိုကောင်းဘူးအဲ့ဒါလူလည်းမလိုချင်ဘူးနော်ကိုင်လည်းမကိုင်ဘူးအဲ့လိုပေးလွတ်လိုက်တဲ့ဟာကိုမကိုင်ရင်သူများတွေယူနီဖောင်းတကားကားနဲ့အလက်ကြီးတကားကားနဲ့လုပ်နေတဲ့အချိန်မှာအနည်းငယ်မျိုးနဲ့ပကဖခေါင်းဆောင်နေရခေါင်းဆောင်အကြီးကျယ်နော်အဲ့လိုနေရမြို့တော်မှာမြင်းညံခရိုင်ပကဖအကြီးကျယ်ထဲမှာရှိနေတယ်လို့ပြောတာအဲ့နဲ့အဲ့တောင်ဝင်ပေးဖို့တော့မှတစ်ချိန်မဟုတ်2ချိန်3ချိန်လောက်ကိုလုတ်ပြီးမှပေးယူရတယ်လူချင်းနဲ့ဆရာလုံးဝသူတိရတခုပဲဘာလို့ဆိုသူစာတင်မယ်ဒါပဲသူဘာကူညီနိုင်တော့စပစ်ဆောင်ကူညီနိုင်မလားရဲရွာပြည်သူလူထုအတွက်ကူညီနိုင်မလားဒါပဲစဉ်းစားလုံးဝနောက်ဆုံးအနေနဲ့ဆောင်းရငါတိုက်ရစကားလေးတစ်ခုရှိဟိုလုံးဝတိုက်တဲ့ဘာလို့တစ်ခါကငါနဲ့တူရက်တော့ပတ်စံကွာငါ့ကိုတွတ်ထုတ်ခိုင်းတယ်ကွာတွတ်ထုတ်တယ်340ရှိရကွာအဲ့မှာဒီထဲမှာ340ရှိတာအဲ့ဒါဝင်းနဲ့ငါပတ်စံမရှိဘူးကွာတဲ့အဲ့အကျွေးသွားဟိုရမ်းတယ်အဲ့ဒါအစီကလည်းခုနကကျွန်တော်ပတ်စံထုတ်လာတယ်အဲ့ဒါပြီးသူပတ်စံကွာငါပတ်စံငါရက်တော့ဟိုဗီဒီယိုကလှူရမှာအဲ့လိုပြောအဲ့ကြိုက်ဆုံးစကားရုံလုံးဝရင်ထဲမှာမေ့လို့မရဘူးခုနစကားပြန်ဆက်လိုက်တော့စကားရိုးကွာအဲ့နဲ့မျက်နှာပြရလဲလုံးဝမကမျိုးတို့ဘက်ကခေါင်းလုံးရတယ်လေမမှတ်ဘူးလို့မလုပ်ချင်ဘူးမလုပ်ချင်ဘူးဆိုလို့ရှိရင်တော့မနေတော်ရလူမျိုးရွေးပြီးတော့မနေဝိုင်းတိုက်တွန်းပြီးမှခန့်ရတာသူ့အနေနဲ့ပညာရေးဘက်ကိုဦးစားပေးတာအပညာရေးတစ်ခုကျန်တာသူစိတ်နေသူအစားသိပြီးတော့ဒီသူဘာလုတ်ပြီးနိုင်မလို့ဘာလုတ်ပြီးရအောင်လို့အဲ့ဒါပဲသူစဉ်းစားလုံးဝမိုက် ချစ်သူခင်သူတွေကြားမှာ ED anti-ED လို့စကားနဲ့စကြရရှိတယ်။ဘောင်းအလုံးနဲ့လက်ပတ်နဲ့ပြည့်စက်လိုင်းနေလို့ပေါ့။မမူးတဲ့အချိန်အင်မတန်ချစ်စရာကောင်းတဲ့ကိုယ်ဒီဟာမူးတဲ့အခါစန့်ကျင်ဘက်တွေလောက်တော့တာပါ။မမူးရင်တီးခံထားတာတွေပြင်ပြန်အန်ချ Facebook ပေါ်တက်တက်ဆဲလို့အတူနေတငယ်ချင်းတွေကသူ့ဖုန်းကိုယူဖွက်ထားကြရပူပါတယ်။ Messenger နဲ့ထိသွားဆဲလို့ blog ခံရတွေ့ရင်ထိုးမယ်ချိန်မယ်ချိန်ခံရတာလည်းမနေပါဘူး။လူတွေနဲ့တွေ့လိုက်ရင်သူပြောနေတာစကားရှိတယ်။ဒီလူနဲ့တွေ့ရတဲ့စိတ်ထဲညစ်မသွားဘူးဆိုတာပဲသူ့အတွင်းသိစိတ်အတွေ့အကြုံရသိစိတ်ကအဲ့လူကိုကြိုက်တယ်မကြိုက်ဘူးဆုံးဖြတ်ပေးလိုက်တာပါသူညစ်မသွားဘူးဆိုတဲ့လူတွေကတော့မူရင်ဆဲခံရတော့တာပါပဲညာဘူးပြန်ရဲမတောင်းနဲ့ဆိုတော့ဤကွာကိုတောက်ရလဲလိုက်မယ်ဆိုပြီးလိုက်ခဲ့တဲ့ကိုကြီးဒီအညာရောက်တော့လဲတောက်ဖို့ကြီးရတော့ရှင်းတွေ့တာပါပဲဟုတ်ကဲ့ပါဆိုဟိုဘက်ကညာဒီဘက်ကဘေးအဲ့ဒါညာဟုတ်တယ်ညာကိုဘယ်မသိချင်ဆိုဟာလူတဘုံနေရတယ်ဒီလမ်းလေးမှာဒီထိုင်ကုန်လေးမှာဆရာကြီးကအမြဲတမ်းထိုင်တောက်တာအေးသေးသေးလေးတောက်ပြီးလို့ရှိရင်လည်းတားတစ်ခါလေးကြာတောက်တာများသွားလို့မူးပြီးဆိုလို့ရှိရင်ဆရာကြီးကမှန်တာလေးကြည့်ပြောရတာပြောပြီးဆရာမကျွန်တော်ဘလို့မြင်တော့ဆရာကြီးကလည်းဆရာကြီးကလူကောင်းလိုပဲမြင်တာဆရာမအရှိတိုင်းပြောသမှာပါကျွန်တော်အဲ့လိုပြောဆရာကြီးကိုကျမတို့ကလူကောင်းတစ်ယောက်လိုလေးစားတဲ့လူတစ်ယောက်လိုပဲမြင်တာပါဆရာကြီးရဲ့ဆရာမနော်မှန်တာပြောတော့ကျွန်တော်ဝေဖန်လို့ရတယ်ကျွန်တော်ဘလို့နေဆရာကြီးလို့ပြောတယ်အဲ့လိုပြောပြီးတော့သူကမူးပြီးတော့ကြာဆရာကြီးမပြန်နိုင်တော့ဆရာမရေးတဲ့ဒီနေ့တော့လေကျွန်တော်ချီချင်ပဲပြန်တော့မယ်ဆိုင်ကယ်လိထားခဲ့အောင်မယ်ပြောမနေ့ကျမှဆိုင်ကယ်လာယူမယ်ချီချင်ပြန်တော့ပြန်ကလေးဆရာမကျွန်တော်စင်းလေးပေါင်းထားလိုက်ပါအောင်ကျွေးစင်းလေးပေါင်းထားလိုက်ပါအောင်ကျွန်တော်ညီမတွေကလွှဲမှဆရာမဒီကိုကျွန်တော်လွှဲခိုင်းလိုက်ပါမယ်လွှဲပြီးမှကျွန်တော်အကျွေးဆက်မယ်အဲ့လိုပြောရလို့ပြောပြန်တော့နောက်နေ့မနေ့ကျအစောကြီးရောက်လာဆရာမကျွန်တော်မနေ့ကဘာတွေပြောခဲ့သေးတော့ကျွန်တော်ဘာမှတွေလုပ်ခဲ့သေးတော့မှားတာရှိတယ်တောင်းပန်တယ်နော်ဆိုပြုံးနဲ့အိမ်နဲ့နေလာဒီလာပြီးဆိုတော့ဆရာမရေကျွန်တော်ဒီနေ့မနေ့တော့ဘာမှမစားခဲ့သေးဘူးလေစီးကြိုလေးရင်စေအောင်မဲဆိုအိမ်စီးကြိုအဲ့ညီမဒီစီးကြိုပါကြစိတ်ခိုင်းအဲ့လာပြီးထမင်းကြံလေးကိုဘုရားကျော်လေးနဲ့စားသွားပြီးအတန်းချိန်သွားအောင်မားတယ်8နာရီဆိုတန်းဝင်ရမှာဆိုပြီးထမင်းကြံစားပြီးမှအတန်းချိန်သွားပြီးနေ့လည်ခင်းကျတစ်ခါတော့နဲ့ပြန်လာပြီးတော့ကျမရှောက်သီးစုံလေးရသေးတာဆရာကြီးရတယ်ရှောက်သီးစုံလေးဒီနေ့တော့မတော့တော့ဘူးကျမပါစတာတဲလိုက်တဲ့အိမ်ကျမထမင်းနဲ့စားမှမလို့သူရှောက်သီးစုံလေးယူသွားပြီးတော့သူ့အိမ်ကျမထမင်းနဲ့စားမှတဲ့အဲ့လိုပြောပြန်သွားပြန်ဟစ်တလာကွန်
သက်ထဲကကြည်ရန်တကောက်တွတ်အန်ကြလာတယ်သူတို့ဟာကြောက်တင်ဘုံပေါ်မှာအဲ့ဒီကြည်ရန်နဲ့ရောင်းပွင့်ပြီးဆိုတဲ့စာကိုရေးဝဲဆိုးလက်တွေနဲ့ယူငါပါဖိတ်ခေါ်ကြပါပြီ ကိုကြီးတရားကြပြရင်ချစ်တဲ့ဒါပဲကြပြရင်ဖက်ရတာကြိုက်တယ်ကြပြရွေးရတာကြိုက်တယ်စိတ်ပိုင်းတစ်ခါကြပြရေးမူဗီရေးကြပြတချို့ကတွေ့ရင်တော့ channel ရေးချစ်စရာကောင်းပါတယ် ပို့လာမဲ့ပေါင်မုံလေးတွေမရောက်ခင်ပို့လာမဲ့အင်ကြီးလှလှလေးတွေမရောက်ခင်မုံကိုစားချင်ရမဲ့အစာအိမ်တွေမရှိတော့အင်ကြီးကိုဝေးရမဲ့ခန္ဓာကိုယ်တွေမရှိတော့အပါဘတ်တွေနေရမှာမျက်နှာချက်မှာဝေးနေကြလို့ဘုရားတွေကျမ်းပြေမော်တဲ့ကိစ္စမရှိပါဘူးအဲ့ဒါခမရတို့အသားတွေအယိုးတွေမဟုတ်ပါဘူးဝေးရလေမကြခင်ချောက်သွားမှာပါကျင်နဲ့တာမကျင်နဲ့တာထက်ကြားရတဲ့လေမြန်တဲ့လွှမ်းချုံခဲရတဲ့ကြောက်စိတ်အခုတော့ပြီးဆုံးသွားခဲ့ပြီလာလာထောက်ပြရှိသူတွေကလာလာကိုထုတ်သွားထိုင်ကြပါအမိတ်ပေးရရှိသူတွေကလည်းပေးသက်ပေးကြပါနာဂံမဲ့သူတွေကလည်းပေးတော့တဲ့အမိန်တိုင်းဆက်လုပ်ကင်ကြပါငိုခြင်းသူငိုပါမျက်နှာလွဲခြင်းသူလွဲပါသွေးကြီးနားတွေအတွက်ပဲကျွန်တော်တို့ကကဘာကြီးကိုအားနာနေရတာပါကလေးမို့လက်ရည်တီတာကိုခွင့်လွတ်ပေးပါကြံရစ်သူအားလုံးကျမ်းမှာချမ်းသာရှင်လန်းကြပါစေရှင်းရှင်းပြရနေရမှာ तू မနေနိုင်ဘူးမပါဝင်ပဲလည်းမနေနိုင်ဒါပေမဲ့ပါဝင်တဲ့အခါကျရင်လည်းသူ့မှာတာဝန်တစ်ခုရလို့မရှိဘဲနဲ့ပါဝင်ဖြည့်ရှင်းရင်ပတ်ဝန်းကျင်လုံးတိုက်တွေဖြစ်လာနိုင်တဲ့အတွက်ဒါအားလုံးကဝိုင်းဝန်းပြီးတော့မှလူတာဝန်ခံဖြစ်တော့ယူပေးပါတာကောင်ဖလူတာဝန်ခံယူပေးပါဒါမှဖြည့်ရှင်းတာတာဝန်တစ်ခုနဲ့ဖြည့်ရှင်းတယ်ဆိုတော့ဘုံပေါအောင်ပေါ့ဒါပေမဲ့ तू ကတာဝန်တော့ယူလိုက်တယ်သူ့မှာသူများတာဝန်ခံနေတဲ့မတူတဲ့အချက်ကဒါကျွန်တော်တို့တိုက်ခိုက်ရေးသမားတွေတော်တော်များများပေါ့လေနေရာနဲ့တာဝန်နဲ့ရသွားပြီဆိုရင်ခါမှာပျောက်လေးတော့ချိတ်လိုက်ရမှာဆိုတဲ့ပုံစံမျိုးဒါပေမဲ့ဒီလူကအဲ့လိုလူမဟုတ်ဘူးသူကတနက်ကိုကိုင်းမကြည့်ဘူးတဲ့လူမျိုးစောင့်ထားဖို့ဆိုတော့ဝေးရပေါ့ဗျာသူရဲ့ဒါနရွယ်ချက်ကလက်နဲ့မပါဘဲနဲ့သူကလက်နဲ့ကိုမကန်ဘူးလို့မပြောဘူးပေါ့သူကိုယ်တိုင်တော့လက်နဲ့မပါဘဲနဲ့ဒီတော့ဘုံအောင်တီသွားမယ်ပေါ့အဲ့လိုပါပဲဒါပေမဲ့လက်နဲ့ကန်ပြီးတိုက်ခိုက်တာကိုရောအာမပေးဘူးလားဆိုတော့အားပေးပါတယ်လူကိုယ်တိုင်လည်းပါဝင်ခဲ့တဲ့ပွဲတွေလည်းမနှဲပါဘူးလက်နဲ့တွေကြားမှာပဲစကန်းဝင်စည်းတဲ့ပွဲတွေစစ်ကြောင်းလိုက်တိုက်တဲ့ပွဲတွေမှာလည်းသူကိုယ်တိုင်ပါဝင်ခဲ့တာပါပဲအဲ့ဒီအချိန်မှာတော့သူကဘာလဲဆိုတော့လိုအပ်တဲ့ခေရပိုင်းဘာညာကိုလည်းသူကိုယ်တိုင်ကူညီတောင်းပြီးတော့ဖြည့်တင်းပေးခဲ့တာပါပဲဒါပေမဲ့သူကိုယ်တိုင်လက်နဲ့ကန်ရမှာကိုအတော်ကြောက်တဲ့လူပါညာရေးတော့ရောအပတ်ပကနေပြီးတော့ပေးခဲ့တယ်ကျမတို့မိသားစုမှာဆိုလို့ရှိရင်စစ်ကြောင်းထိုးတဲ့အချိန်မှာစစ်ကြောင်းနဲ့လို့ပိတ်ခုတဲ့အချိန်မှာမရအောင်ကဲထုတ်ပေးနိုင်ဒါပေမဲ့ချူရကြီးပြီးတော့မေးစမ်းမကျမတို့ဘာမှမလုပ်ပေးနိုင်ဘူးအဲ့ဒါရောအဲ့ဒါရဆရာကြီးအဲ့လိုဖြစ်တယ်သူတို့ကိုယ်စိတ်ထဲကခဏတစ်ဖြုတ်သူကလဲသွားသလိုလိုပဲသွားတယ်ထင်တာဆရာကြီးကိုလေအခုလိုကြီးအခုလက်ပြန်လာမယ်လို့ပဲမျောလင်းတာဆရာကြီးကိုဆုံးသွားပြီလို့မထင်ဘူးစိတ်ထဲဆရာကြီးအခုအသက်မရှိတော့ပေမဲ့မိတို့ရဲ့စိတ်ထဲမှာတော့ဆရာကြီးကအမြဲတမ်းဖိုးရှိပြီးလေးစားရတဲ့လူတစ်ယောက်ဖြစ်ရှင်တင်နိုင်ဆရာကြီးနဲ့စာရီပြန်တင်ခြင်းလေးတယ်တင်နိုင်ဆရာကြီးနဲ့ဒီခန်းလေးနဲ့မှာစာရီပြန်တင်ခြင်းလေးတယ်ဆရာကြီးကျွန်တော်တို့စီကိုပြန်လာကြပြီပါဆရာကြီးကိုရမ်းတည်းရ
ကျောင်းသူကျောင်းသားတွေအားလုံးရဲ့ရင်ထဲမှာဆရာကြီးကအမြဲတမ်းအသက်ရှင်နေမှာပါဆရာကြီးကရှင်သန်နေမှာပါအဲကြောင့်ဆရာကြီးပြန်လာလို့ရရင်ပြန်လာခဲ့ပြီ အေးလူကြီးခီးတစ်ခုကိုခမည်းလျှောက်ခဲ့ပေါက်ပြဲနွားလျောက်ပစိုးအင်းကြီးစီကိုအမြဲခတ်နေတဲ့ဆိုင်ကယ်အစုပ်ဝန်းထုတ်တာပါတဲ့အဝါရောင်လွယ်သိလာတဲ့ပြုံးနဲ့မြာလျှောက်ခဲ့ပြီဗျာအေးလူကြီးခီးကအဝေးကြီးလို့ပြောခဲ့မောရမာတွေကိုခမပြက်သားစွာတင်းမှာအာနာနဲ့ပညာမြတ်ရမယ်လူတို့ကိုမျက်နှာမရမယ်တဲ့စုပ်တို့မှတ်ထားပါရဲ့ဗျဟေးလူကြီးခီးကိုဝေးကြီးတွေးမြင်စင်ကျင်စရာတွေနဲ့ပေါင်းစည်းလို့ကြံကြည်စံထက်ဉာဏ်ပညာကိုမှတ်ခမကအသက်ကိုယူသားခြင်းနဲ့ရှင်ခဲ့သူဒီလူကြီးခီးဆိုတာခမလိုလူရှိမှအမြင်ရောက်တာဗျပြည်သူနဲ့အတူရှောက်ကြောက်တာနဲ့တဲ့စွန့်လို့မှုအပြီးအပူပင်ရှိတာဆိုလို့တော်လိုင်းရဲ့အတွက်သာအညာမှာတော့ခမထာဝရရှင်တန်ရာ